တော်လေးကိုခတ်သွားခဲ့ပါတယ်။သူများရဲ့စကေးတွေကိုလိုက်ပြီးတူပါနေတဲ့ကောင်ကတကယ်တမ်းမှာအရေးချင်းမရှိတဲ့ကောင်ပဲလို့ရှိလိုယူကဒေါသမထွက်ထွက်အောင်စိတ်ဆွာနေခဲ့ပြီးတော့ဗီဒီယိုရဲ့ဘက်မှာလည်းအဲ့ဒီအတူခိုးထားတဲ့ကသမားကိုသာအရေးရအောင်ဖျက်ချော်လိုက်ပါအောင်လို့ပြောဆိုကအဲ့ဒီနေရာမှာလည်းတင်ရောက်သားကအားချင်းရှင်ပြိုင်ခဲ့ကြပါတယ်။အတက်တာတဲ့အဆုံးမှာတော့ရှိလိုယူကလည်းဘော်ဒီဖုထားတဲ့ဂျာကနေမရရအောင်လှည့်ထွက်ကဘောလုံးကိုလှမ်းကန်ခဲ့လိုက်ပေမဲ့ဗီဒီယိုရဲ့ခြေထောက်နဲ့ဘောင်းစစ်သွားကဂိုလမခါခါမာလူစီကိုလည်းဘောလုံးကတန်းပြီးတော့ရောက်သွားခဲ့ပါတယ်။တစ်ဖက်တင်းဘောလုံးရသွားတဲ့အခါမှာတော့ယူနိုက်တက်တင်းပလီယာတွေအားလုံးကလည်းအနောက်ကိုပြန်ဆင်းသွားခဲ့ကြပြီးဂျီရိုယူရဲ့ဘက်မှာလည်းသူ့ဘော်ကိုအာရုံရောက်လာတဲ့ကသမားတွေများတာကြောင့်မို့လို့အရင်ကတိုက်စစ်ခင်ရတာပို့ပြီးတော့ခက်ခဲလာတယ်ဆိုတာသိနေခဲ့ပါတယ်။ချီပီသားရေချင်းတွေကိုကြော်လွန်ပြီးလုံးပြနိုင်မှရမယ်လို့ကိုတယောက်တည်းပြောဆိုနေခဲ့ပြီးတော့သူ့ရဲ့ပုံစံစစ်မှန်ကဘာလဲဆိုတာနဲ့ဒီပွဲကိုပြောင်းလဲပြဖို့ဘာတွေထက်လိုအပ်နေသေးတာလဲဆိုပြီးတော့စဉ်းစားကြည့်ခဲ့ပါတယ်။အခြားလူတွေလုံးနိုင်တဲ့ပုံစံတိုင်းစက်ကစားနေအောင်မယ်ဆိုရင်သူလည်းတာမန်လူတိုင်းပဲဆက်ဖြစ်နေနေမယ်ဆိုတဲ့အဓိကချက်ကိုရှာတွေ့သွားခဲ့ပြီးတော့ဘယ်သူမှမလုံးနိုင်တဲ့အရာကိုမာယူရဲ့ဆန်ပြီးတော့လုပ်ကြည့်မှသာထူးခြားတဲ့ပြောင်းလဲမှုဖြစ်ပေါ်လာမယ်ဆိုတာကိုထပ်မံသိသွားခဲ့ပါတယ်